Renault Craft မှာထုတ်တဲ့ Zirconia Crown တွေရဲ့ pre-processing, post-processing ပြုလုပ်ပုံအဆင့်ဆင့် MBF Zirconia Soccer 2တွေကိုအသုံးပြုခြင်းကြောင့် Centering State ပြုလုပ်ပြီး Raw Zirconia ပေါ်မှာ occlusion area တွေ characteristic တွေကိုပုံဖော်ဖို့အတွက်အသုံးပြုထားပါတယ်။ MBF Zico Blade လေးရဲ့ထိပ်ကိုတော့အလွန်ချုံထက်တဲ့အရာလေးကို Zirconia နဲ့ပြုလုပ်ထားတာဖြစ်ပြီး Raw Zirconia ပေါ်မှာ Crown ရဲ့ bucket လင်ကွယ်နဲ့အခြေဆန် characteristic တွေကိုပုံဖော်ဖို့အတွက်အသုံးပြုထားပါတယ်။ MBF Zirconia Cleaner ကတော့ Zirconia Crown တွေ bridge တွေနဲ့ implant restoration crown တွေမှာအမုံမွှားတွေကိုဖယ်ရှားပေးတဲ့ brush tip လေးကိုအသုံးပြုထားပါတယ်။ MBF Zagrid ကတော့ Zirconia Crown holding tool တစ်ခုဖြစ်ပြီး Zirconia blocks တွေ frameworks တွေ crown တွေကိုကင်တွယ်ဖို့အတွက်အထူးတီထွင်ထားတာပဲဖြစ်ပါတယ်။ After centering မှာရရှိလာတဲ့ crown တွေကို grinding နဲ့ polishing stage ပြုလုပ်ပါမယ်။ If မှာတော့ပထမဆုံး high spot တွေကိုရှော့ချပေးဖို့အတွက် grinding ပြုလုပ်ရပါမယ်။နောက်ပြီးရင်တော့ surface တွေကို high shine polishing ပြုလုပ်ရပါမယ်။ Ramfat မှာဆိုရင်တော့ silicone polisher, bison brush, gold hair brush, cotton buff, Ramfat polish စတဲ့ polishing ပြုလုပ်ရမှာအသုံးပြုတဲ့ material တွေကိုအသုံးပြုထားတာပဲဖြစ်ပါတယ်။ Pre-processing နဲ့ post-processing နှစ်ဆင့်လုံးမှာ quality အရန်ကောင်းတဲ့ grinding နဲ့ polishing ပစ္စည်းတွေကိုအသုံးပြုထားတဲ့အတွက်ကြောင့်မလို့ဆရာတို့စိတ်တိုင်းကြ perfect service ရရှိနိုင်ပြီးတောက်ပတဲ့အပြုံးတစ်ပွင့်ရဖို့ဆိုရင်တော့ Renault Craft ကတာဝန်ဆောင်ရွက်ပေးဖို့အတွက်အဆင်သင့်ပါပဲခင်ဗျာ